အခုဆိုရင်တော့ Etruscan shrew လို့ခေါ်တဲ့တက်တဝါလေးတစ်ကောင်ဟာအိတ်ဆက်ချင်းကနေနိုးထလာပါပြီဒါပေမဲ့သူ့ရဲ့နိုးထခြင်းဟာတခြားတက်တဝါတွေလိုနှေးနှေးကွေးကွေးအေးလူတော့မဟုတ်ပါဘူးအဲ့ရနိုးချင်းပါတင်သူ့ရဲ့နှလုံးခုန်နှုံးဟာ10မိနစ်ကိုအကျဉ်းကြီးထောင်ကျော်အထိရုတ်တရက်ခုန်တက်သွားတာမျိုးပါအခုချင်းကအဲ့ရထပြီးအသက်ရှင်ရက်တီဖို့အတွက်အပြင်ထွက်ကတားကောင်တွေရှာဖွေစားတော့ရမယ်အချိန်မေးဖြစ်ပါတယ် နို့တိုက်သက်တော်တွေထဲမှာအမြန်ဆုံးသောဇီဝကံမဖြစ်စဉ် metabolism ကိုပိုင်ဆိုင်ထားတာကြောင့်ဒီကောင်လေးဟာမိနစ်တိုင်းစက္ကန့်တိုင်းမှာစာလောင်မှုသိမ့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တရက်ကိုသူ့ခန္ဓာကိုယ်အလေးချိန်ရဲ့6ဆအထိမှမစားရဘူးဆိုရင်အသက်သေဆုံးသွားနိုင်တာမလို့အမြဲတမ်းသွေးစာနေတဲ့အသီးစားသားသက်မှုဆိုလို့ခေါ်ရင်လည်းမမားပါဘူး။ဒါပေမဲ့တဘာဝတရားကြီးကသူ့ကိုကောင်းမွန်တဲ့အမြင်အာရုံနဲ့အကြအာရုံမပေးထားခဲ့ပါဘူး။ app ခေါင်းလောက်ပဲရှိတဲ့သူ့ရဲ့မျက်လုံးတွေဟာမျက်မမြင်တာမုံဝါးနေတတ်ပြီးပိုင်ဆိုင်ထားတဲ့နားရွက်အကြီးကြီးတွေကလည်းဘာအတန်မှတဲကွက်မကြားရရှာပါဘူးဒီလိုအားနည်းချက်တွေကြားထဲကပဲသူ့မှာအံ့မခန်းတဲ့စွမ်းအားတစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ခန္ဓာကိုယ်အလျားရဲ့၄ပုံတစ်ပုံလောက်ရှည်လျားတဲ့နှောက်ခမ်းမွေးတွေပါပဲဒီနှောက်ခမ်းမွေးတွေဟာပတ်ဝန်းကျင်တစ်ခုလုံးကိုစက္ကန့်ဖတ်ပေးနိုင်စွမ်းရှိပြီးသေးငယ်တဲ့တုံခါမှုလေးတစ်ခုကိုခန်းစားမိတာနဲ့တင်သားကောင်ရဲ့တိနေရာကိုချက်ချင်းသိနိုင်ပါတယ်သူ့ရဲ့သားကောင်ကိုတိုက်ခိုက်နှုန်းဟာ25မီလီစက္ကန့်ပဲကြာမြင့်ပြီးဒါဟာကျွန်တော်တို့လူသားတွေမျက်တောင်တစ်ခတ်ခတ်လိုက်တာထက်12ဆတောင်ပိုမိုမြန်ဆန်လှပါတယ်အခုစားနေတဲ့ပိုးကောင်လေးကတော့သူ့အတွက်အမြည်အဆင်ပဲရှိပါသေးတယ်တကယ်တပ်ဖြတ်မှုခရီးစဉ်ကအခုမှစတင်မှာပါဘန်ဒါစီဒဇီစာအရွယ်စားပဲရှိတဲ့ဒီတတ္တဝါလေးဟာကဘာပေါ်မှာအသေးဆုံးနှုတ်တိုက်တတ္တဝါဖြစ်ပေမဲ့သူ့လက်လှမ်းမမီတဲ့အရာဆိုတာမရှိသလောက်ပါပဲသူ့ထက်အရွယ်စား2ဆလောက်ပိုကြီးမှပြီးအန်ဒီယေများတဲ့သားကောင်ကြီးတွေကိုတောင်မှအသက်လူပြီးရမယ်သားကောင်ဘဝပြန်ရောက်သွားအောင်ဒီအသေးစားမှုဆိုလေးကလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ဒီလိုယုံရင်ဆန်ခတ်နဲ့ခက်ခဲကြမ်းတမ်းနဲ့အမဲလိုက်ပွဲကြီးပြီးဆုံးလို့ဝါဝလင်းစားတောက်ပြီးပြီဆိုတာနဲ့သူ့အတွက်အနားယူဖို့အချိန်ကိုပြန်ရောက်လာပါပြီဒါပေမဲ့အကြာကြီးအိတ်ဆက်လိုက်တာမျိုးမဟုတ်ပါဘူး9မိနစ်လောက်ခိတခဏအိတ်ဆက်လိုက်ရုံနဲ့တင်သူ့ရဲ့စွမ်းအင်တွေပြန်ပြည့်သွားတတ်တာကြောင့်အတော်မသက်နိုင်တဲ့စာလောင်မှုတွေအတွက်တဖန်ပြန်လေနိုးထလာအောင်မှာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာ